စိုက်ပျိုးရေးလုပ်ငန်းတွင်လေကာစနစ်သည်တီးနှံများကိုလေပြင်းတိုင်းမှာကာကွယ်ပေးနိုင်သောအရေးကြီးသည့်နည်းလမ်းတစ်ခုဖြစ်သည်။ဂျပန်နိုင်ငံတွင်စိုက်ပျိုးရေးလုပ်ရာ၌လေကာစနစ်အဖြစ်ဝါးပင်နှင့်လက်ဖက်ပင်တွေကိုအသုံးပြုတာ။လက်ဖက်ပင်ကိုအမြင့်ပေ8ပေမှ10ပေအထိသာထားရှိပြီးနှစ်စဉ်ဟောက်ဖြတ်ခြင်းနှင့်ဘေးကိုင်းဖြတ်ခြင်းပြုလုပ်တယ်။လေကာနိုင်စွမ်းကောင်းစေတယ်။အဲ့လိုလေကာစနစ်ကိုအသုံးပြုတဲ့အတွက်လေပြင်းကျရောက်တဲ့အချိန်မှာတီးနှံပစ္စည်းမျိုးကိုရုံနေစေတယ်။လေကာပင်များကိုအနောက်ရက်နဲ့မြောက်ရက်တာစိုက်ပျိုးတင်ပြီးနေကောင်းစွာရရှိစေရန်အရှိရက်နဲ့အတောင်တဲ့ရက်တွင်ကမောက်တီးအင်္ဂါတီးပင်ကဲ့သို့ဒီပင်စားပင်များကိုစိုက်ပျိုးတင်တယ်။ဒီနည်းလမ်းသည်တီးနှံရည်သွေးနှင့်ထွက်ရှိမှုကိုတိုးတက်စေနိုင်သောလေကာစိုက်ပျိုးရေးနည်းစနစ်တစ်ရပ်ဖြစ်သည်။